meeting ဆိုရုံနေရုံပဲလားရန်ကုန်မှာ Japanese fight ဖြစ်နေတယ်ဒီလိုမျိုး Japan စားရေးအားလုံးကိုတနည်းမှစိတ်ကြက် over ထိုင်စားလို့ရတဲ့ Japanese yakiniku buffet ဆိုရင်decoration ကိုကြည့်လိုက်တာနဲ့သိတာရဲ့ Japanese things ကိုတော်တော်လေးလွှမ်းမိုးထားပြီး luxury ဖြစ်တယ်။အဲ့တော့အရေးကြီးတဲ့တွေကိုအခမ်းဖို့အတွက်ပဲဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ချစ်သူလေးနဲ့ပဲဖြစ်ဖြစ်သွားထိုင်ဖို့အတွက်အဖိုင်းဆုံးနေရာမလို့ sharing လုပ်ပြလိုက်ပြီ။အခု video ထဲမှာမြင်တဲ့အတိုင်းပဲဒီ meeting point က vibe 3မျိုးနဲ့ဆိုင်ဆိုတော့ဆိုင်ထဲရောက်ပြီးသွားလို့ရှိရင်တော်ရုံမပြန်ဖြစ်တော့ဘူး။ကျွန်တော်ဒီမှာ Japanese yakiniku buffet လေးရနေပြီဆိုလို့လာစားရွေးချယ်စရာ package က Ninja Samurai Sumo ဆိုပြီး3မျိုးရှိတယ်။ package တွေတစ်ခုနဲ့တစ်ခုဘာကွာလဲဆိုတော့ Ninja package က 49,800 plus နဲ့အမျိုးပေါင်း88မျိုးပါ။ Samurai package က 9,900 plus နဲ့103မျိုး Sumo package က 9,900 plus နဲ့113မျိုးအောင်ပါရှင်ခုစားနေတဲ့ဆာမွန်ဆာရှိမီရေဆိုလို့ရှင် Sumo package ထဲမှာပဲပါလို့ရှင်က Sumo package ရွေးထားတယ်ဘာလို့လဲဆိုတော့ Sumo package ထဲမှာကျတော့ Ninja Samurai package ရဲ့ menu တွေရောတခြား menu တွေရော menu တရွက်လုံးအကုန်စိတ်ချိုက်မှာစားလို့ရတယ်သူ့ရဲ့ buffet တိုက်လေးကကျတော့ခင်းသားဟာမျိုးမဟုတ်ပဲနဲ့ရှင်တို့လာမှ menu ကြည့်ပြီးတပွဲချင်းစီ elegant မှာရတဲ့ buffet မျိုးလေးပေါ့နော်အဲ့တော့က buffet ကိုမှတတ်ရရလက်လက်ဆက်ဆက်လေးစားရတာမို့လို့ရှင်တို့တော်တော်သဘောကျဆာမွန်ဆာရှိမီ crazy လေးဆိုလို့ရှင်ရိုးရိုးဆာရှိမီပြင် spicy salmon sashimi လေးလည်း try ကြည့်ခဲ့ဖို့မမေးနဲ့ sushi ဘိုင်းမှာဆိုလို့ရှိရင်လည်းမှာဖို့14မျိုးလောက်ထည့်ပေးထားပြီးတော့တခြား Japan စားတွေလည်းအမျိုးပေါင်းမနေမနှောပဲပြီးတော့သူကတပွဲကိုတယောက်စားစားနိုင်တယ်လို့နည်းနည်းပဲပါရဆိုတော့စုံနေအောင်တော့ရှင်တို့စားကြည့်လို့ရတယ်ပြီးတော့ buffet ထဲမှာ beer and sour soft drinks အကုန်ပါရတဲ့အတွက်အတောက်သမားတွေလည်း okay ရှင်တို့ wine တို့ soju တို့တောက်ချင်တယ်ဆိုလို့ရှိရင်တော့ additional charges ပေးပြီးထပ်မှာလို့ရတယ်ဒီ buffet ရဲ့အဓိက main ကတော့ yakiniku ထဲမှာကြောက်ဝက်အမဲ seafood အကုန်ရှိပြီးအရသာနှက်ထားရလည်းရတယ်မနှက်ထားရလည်းရတယ်အမေသားကြိုက်တဲ့သူတွေအတွက်လည်း Australia beef US beef အကုန်ရှိရဲ့အပြင်ကမှအမဲပေါင်သွင်းသားတွေလည်းရရဲ့ပြဝတ်သားသမားတွေဆိုလို့ရှိရင်လည်းပခုံးသားလေပင်းသားပေါ့ဘယ်လီနန်ယိုနို့သားအကုန်ရှိရဲ့ထို့သဘောကြတာညော်နဲ့လုံးဝမရှိပဲတကယ်ကို luxury vibe အပြည့်နဲ့စားရတဲ့မူအကွန်လေးကလည်းအေးစိတ်ပြီးတော်တော်လေးထိုင်လို့ကောင်းတယ်အခုရှင်ထိုင်စားနေတဲ့နေရာကကျတော့ Japanese yakiniku lounge အေးစီးထိုင်လို့ရမယ့် family private room တွေလည်းရှိရှိရပြောလို့ဒီဆိုင်က vibe 3မျိုးနဲ့ဆိုတော့အခုရှင်ထိုင်နေတဲ့ yakiniku area က music theater နဲ့ beijing ကအဲ့တော့ညနေပိုင်း unplugged time ဆိုလို့ရှိရင်တချင်လေးနားထောင်ပြီးတော့ပါစားလို့ရချေးချင်တဲ့လူတွေတော့ share ပဲနော်ဟုတ်ရဲ့ဒီလိုမျိုးပေါ်တော် moment တွေမထည့်ပါဘူးဆိုနေမှာချစ်စရာကောင်းတယ်ဆိုလို့ထည့်လိုက်ပါပြီ okay ကောင်မလေးက3ပင်နေလိမ့်တော့မယ်လို့ကိုစားဖို့ sauce တွေရတယ်အများကြီးပဲဒီလိုစိတ်ကြိုက်ရွေးလို့ရတယ်အသားကင် taste လေးကလည်းသဘောကျစရာလေးကိုမှကင်ပေးရဲ့ service လေးနဲ့ဆိုတော့ share ပဲချင်းလေးဆိုလိုက်စားလိုက်နဲ့ okay နေရပဲအဲ့မလေးအိမ်ရမတိုက်လို့ခိုးတောက်နေတဲ့ကလေးုံနဲ့အမှန်တော့ strawberry sour နဲ့ mango sour ကောင်းလားမကောင်းလားမြည်ကြည့်နေရစားပြီးတော့လို့ရှိရင်ဘီလီရဲ့လည်းထိုးလို့ရတယ်ရှော့ရရင်မထိုးတတ်ပါဘူးတော့ပေမဲ့ဘီလီရဲ့ခုံမြင်တော့မကလီရမနေနိုင်မလို့ထိုးလိုက်ပါတယ်ဟောကြတဲ့အော်တိုဘာလာရဲ့တော့စားမဲ့သူတွေအတွက် information လေးပေးရမယ်ဆိုလို့ရှိရင် Monday to Friday ကိုမနက်7:00နာရီနဲ့9:00နာရီတွင် reserve လုပ်လို့ရှိရင် no time limit နဲ့စားလို့ရပြီးတော့ညနေ9:00နာရီနောက်ပိုင်းမှာဆိုလို့ရှိရင်ပုံမှန်စား3ချိန်2နာရီမှနိုင်ဝက်ပို့ပေးရ join လက်ရောက်တိုင်း mirror service ဆွဲတတ်တဲ့သူတွေအတွက်ကတော့ဒီ join လက်လေးရဲ့ချစ်စရာလေးဓာတ်ပုံရိုက်ဖို့အတွက်ဆိုတစ်ဆိုင်လုံးရဲ့ decoration တွေကလုံးဝကြွေလောက်တယ်တင်ထဲမှာမလို့ဒီmeeting တော့ meeting မှာပဲသူကမလိန်ခဲ့ပါဘူး meeting point အားကြောင့်ပြောပါရဲ့ meeting ဆိုတိုင်းအရန်မယုံနဲ့စက်ပြန်စားပေးရမဟုတ်ဘူးနော်စေတနာနဲ့ပြောပြတာအဲ့တော့ meeting လို့ပြောပြီးသွားလို့ရအောင် meeting point လိပ်စာလေးကိုပြောပြအမှတ်62A မယန်းကုန်းမြို့နယ်ကဘာရေးဖျားလမ်းမကြီးပေါ်မှာရှိရဲ့ meeting point နော်